ဒီနေ့မှာတော့ Align Motion မှာဒီလိုမျိုး tag intro animation လေးကိုလုပ်ပြပေးတော့မှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ text တွေကစာလေးတစ်ခုရေးလိုက်မယ်ပေါ့နော်။အဲ့တော့စာလေးကတော့ကျွန်တော် font ကိုခက်ထူထူလေးပဲရွှေ့လိုက်မယ်။ color ကတော့ဒီကနေပြီးတော့အပြာရောင်လေးကိုကျွန်တော်ရွှေ့လိုက်မယ်ပေါ့နော်။ site ကိုလည်းနည်းနည်းလေးသူကကျွန်တော်တို့ intro ဖြစ်တယ်ပြီးရင် caption လည်းဖြစ်တဲ့ကြောင့်မလို့အတူတူလေးထားလိုက်မယ်ပြီးတော့ image လေးပေးလိုက်မယ်။ Okay အဲ့တော့ကျွန်တော်တို့လုပ်ဖို့အတွက် animation ကကြတော့ဒီ transform လေးကပေါ့နော် move and transform လေးက skew ဆိုတဲ့ဟာလေးကိုပဲလိုတယ်ကျန်တာဘာမှမလိုပေါ့နော်သူ့ရဲ့ animation မပေးခင်ကျွန်တော်အရင်ဆုံးလုပ်ရမယ့်ဟာကပါလဲဆိုတော့သူ့ရဲ့ anchor point ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ချိန်ဖို့လိုတယ်သူ့ကို anchor point ချိန်ဖို့အတွက်ဒါလေးကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ရင်သူ့ကျွန်တော်တို့ကဒီ base down နားလေးပေါ့နော်dash ရဲ့ base down နားလေးကိုကျွန်တော်ပို့လိုက်မယ်သူ့ရဲ့ Alexander ပေါ့အဲ့နားလေးကိုထားလိုက်မယ်ပြီးသွားပြီဆိုရင်ကျွန်တော် skew animation လုပ်လို့ရပြီအဲ့တော့ကျွန်တော်လုပ်မယ့်ဟာကဒီ0ကနေပြီးတော့အမ key frame မှတ်လိုက်မယ်မှတ်ပြီးသွားတော့ကျွန်တော်ဒီ1 second လောက်မှာဒါလေးကိုကျွန်တော်အပေါ်လေးနည်းနည်းတင်လိုက်မယ်ပေါ့နော် okay ပေါ်လို့တင်ပြီးသွားပြီဆိုရင်ရပြီကျွန်တော် animation လေးကျွန်တော်ချက်လောက်ကြည့်အောင် okay အဆင်ပြေပြီဆိုတော့ကျွန်တော်သူ့ကိုဒီ grad လေးကျွန်တော်ပေးလိုက်မယ်ပေါ့နော်grad လေးရကြတော့ဒီလိုမျိုးလေးပဲကျွန်တော်တို့ထားလိုက်မယ် okay ရပြီဒါမှမဟုတ်ဒီလိုမျိုးလေးကျွန်တော်ဆန်းကြည့်မယ်ပေါ့နော်okay ရပြီဒီရဲ့ grad လေးအတိုင်းပဲကျွန်တော်သွားလိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့သူ့ကိုကျွန်တော် duplicate copy ပွားလိုက်မယ်ပေါ့နော် duplicate layer လုပ်လိုက်မယ် okay အဲ့ဒါပြီးသွားရင်သူ့ကိုဘာလုပ်မလဲဆိုတော့ဒီအောက်ဆုံးက layer ကိုကျွန်တော်တို့နောက်ကို4 frame လောက်ကျွန်တော်နောက်ဆုတ်လိုက်မယ်ပေါ့နော်4 frame ဒါမှမဟုတ်3 frame ပေါ့နော်အဲ့လောက်ကျွန်တော်ဆုတ်လိုက်မယ်ပေါ့နော်ဆုတ်ပြီးသွားရင်အောက်က layer ဟာကိုကျွန်တော် color လေးကျွန်တော်ချိန်လိုက်မယ် color လေးကကျွန်တော်တို့ဗာချိန်မလဲဆိုတော့အနီရောင် color ကိုကျွန်တော်ချိန်လိုက်မယ်ပေါ့နော်အဲ့ဒါကျွန်တော်တစ်ချက်လောက်ကြည့်အောင် okay ဒီလိုပုံစံမျိုးလေးရပြီဆိုတော့နောက်ထပ်ဒီအောက်ဆုံးက layer ကိုပဲ duplicate ကျွန်တော်ထပ်ပွားလိုက်မယ်ထပ်ပွားပြီးတော့အောက်ဆုံးက layer ကိုကျွန်တော်3 frame လောက်ပဲကျွန်တော်ထပ်ပြီးတော့ရွှေ့လိုက်မယ်ရွှေ့ပြီးသွားရင် color ကျွန်တော်ချိန်လိုက်မယ်ပေါ့နော် color ကိုတော့ဒီရဲ့ခရမ်းရောင်လေးကျွန်တော်သွားလိုက်မယ်ချက်လောက်ကြည့်အောင် okay ဒါလေးရပြီပေါ့နော်သူတို့အကုန်လုံးကိုကျွန်တော်က layer ကို select မှတ်ပြီးတော့ layer ကိုကျွန်တော်တို့ရှေ့ဆုံးနည်းနည်းပို့လိုက်မယ်ပေါ့နော် okay ရပြီကျွန်တော်ပြီးသွားရင်ပြန်ပြီးတော့ run ကြည့်အောင် okay ဒီလိုမျိုး animation လေးရပြီဆိုတော့ပြီးသွားရင်အကုန်လုံးကိုကျွန်တော်တို့ဒီ second တွေအကုန်လုံးပြန်ပြီးတော့မလိုတဲ့ဟာလေးကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော် okay ကျွန်တော်ပြန်ပြီး overall လေးချက်ပြန်ကြည့်အောင် okay ဒီလောက်ဆိုရင်ဒီ touch intro animation လေးကိုလုပ်တယ်မလို့ထင်တယ်ပေါ့နော်ဒါတွေကတော့ video အစမှာကျွန်တော်တို့ဒီခေါင်းစဉ်တက်တာပဲဖြစ်ပါပဲဖြစ်ကျွန်တော်လုပ်လို့ရတဲ့ animation လေးဖြစ်ပါတယ်နောက်ထပ် video မှာပြန်ပြီးတော့တွေ့ကြပါမယ်အခုလိုမျိုး Align Motion နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုအခြေခံနေပြီးတော့ advanced level အထိတက်မြောက်ချင်တယ်ဆိုရင် Precision မြန်မာဖွင့်လှစ်ထားတဲ့ Align Motion Master Class အတန်းလေးကိုတက်ရောက်လို့ရပါတယ်သင်တန်းကြီးကတော့18000ကျပ်ဖြစ်ပြီးတော့၄လပိုင်းအတွင်းလာအပ်တဲ့သူတွေကိုသင်တန်းကြီး1000ကျပ်ထဲနဲ့သင်တန်းအပ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီတက်ပိုကောင်းတဲ့သင်ခန်းစာတွေနဲ့သင်တန်းမှာတွေ့ကြရအောင်